မက်ဆီနဲ့ရိုရိုပြီးရင်တူးကြီးစုတစိတ်အများဆုံးရရှိကြတဲ့ကစားသမားတွေကဘယ်သူတွေလဲအားလုံးပဲမင်္ဂလာပါဖော်ရစ်ပါဖေးပင်နဲ့ You Channel ကနေကြိုလိုက်ပါတယ်ဘောလုံးသမားတယောက်ရဲ့အောင်မြင်မှုကိုစူဖလာတွေနဲ့တိုက်တာရပြီမဲ့တူးကြီးအောင်မြင်မှုတွေကလည်းကစားသမားရဲ့ပုံရိပ်အတွက်အလွန်ကိုအရေးပါနေပါလေတူးကြီးအောင်မြင်မှုစုတစိတ်အကြောင်းကိုပြောရရင်ရိုရိုနဲ့မက်ဆီတို့ဟာကစားသမားတိုင်းရဲ့အထက်မှာရှိနေပြီမဲ့ယခုမျှဝေပေးမဲ့စရင်းကတော့မက်ဆီနဲ့ရိုရိုပြီးရင်တူးကြီးစုစိတ်အများဆုံးရရှိတဲ့ကစားသမားတွေရဲ့အကြောင်းပါဒီစင်းမှာနံပါတ်9နေရာကပါဝင်လာသူကဘာနက်စ်ဘော်ဒိုရီနဲ့ဂျိုပီတာတဲ့မှာပါဝင်ကစားခဲ့တဲ့ပြင်သစ်ခံလွင်ကိုနဲ့လူဇီဒန်ဖြစ်ပါတယ်ဇီဒန်ဟာပြင်သစ်ကအေချီဖြစ်လက်ခံကျင်းပခဲ့တဲ့1998ကမ္ဘာဖလားပြိုင်ပွဲနောက်ဆုံးဖိုးလူပွဲစဉ်မှာဘရာဇီးဘက်ကိုခေါင်းတိုက်သွေးကိုနှစ်ကိုတင်ပြီးတော်ကုန်ထိုးထံမဲ့ကြီးတာသူပါကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့ဇီဒန်ဟာ1998ခုနှစ်ရဲ့ဘလုံးဒီယောနဲ့ဖီဘာအကောင်းဆုံးကစားသမားစုတွေကိုရရှိနိုင်ခဲ့တဲ့အပြင်2000ပြည့်နှစ်မှာပြင်သစ်အသင်းနဲ့ယူရိုချန်ပီယံဖြစ်ခဲ့ပြန်ကပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားစုကိုလည်းအရယူနိုင်ခဲ့တာကိုတွေ့ရပါတယ်ဇီဒန်ဟာဖီဘာကပြီးတဲ့ကမ္ဘာအကောင်းဆုံးကစားသမားစုကို2000ပြည့်နှစ်နဲ့2003ခုနှစ်တွေမှာဆက်လက်ရရှိနိုင်ခဲ့ပေမဲ့2006ခုနှစ်ကမ္ဘာဖလားဖိုင်နယ်အီတလီနယ်ပွဲစဉ်မှာအီတလီနောက်ခံသူဘာဒါရာစီကိုခေါင်းနဲ့တိုက်ခဲ့တဲ့လုပ်ရက်ကတော့သူ့ရဲ့ကစားသမားဘဝပုံရိပ်ကိုအတော့ကိုအကျုံဆိုးသွားစေခဲ့ပါတယ်ဇီဒန်ဟာသူ့ရဲ့ကစားသမားဘဝလုံးလျော်စုတစ်ကြိမ်ဖီဘာအကောင်းဆုံးကစားသမား3ကြိမ်အပါအဝင်တူကြီးစုစိတ်ပေါင်း73စုအထိပိုင်ဆိုင်နိုင်ခဲ့ပါတယ်နံပါတ်4 UCVO ပေါ်တူဂီနိုင်ငံရဲ့လီဂျန်ပလေယာဆိုရင်အများစုကရိုနယ်ဒိုနဲ့ဖီဂိုတို့ကသာလူသိများကြပေမဲ့ UCVO ကလည်းမိထားလို့မရတဲ့ခံတွင်သူဖြစ်ပါတယ်ပေါ်တူဂီကလပ်ဘီဖီကာနဲ့အတူတောက်ပခဲ့တဲ့ UCVO ဟာဆိုရင်တုခိတုကာကအတောက်ပေါသုံးသောခြေစွမ်းနဲ့ဂိုးပေါင်းရာချီသွင်းခဲ့သူပါ1964ကနေ1960ခုနှစ်အကြာကာလတွေဟာ UCVO ရဲ့အကောင်းဆုံးကာလအပိုင်းခြားတွေဖြစ်ပြီးရင်းကာလအတွင်းပေါ်တူဂီလီရဲ့ဂိုးသွင်းအများဆုံးကစားသမားစုကို9နှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။သူဟာ1960ခုနှစ်ရဲ့ဘလုံးလျော်စုချီဖြစ်ခဲ့ပြီး1960နဲ့1983နှစ်မှာလည်းဥရောပဂိုးသွင်းအများဆုံးကစားသမားစုကိုရရှိခဲ့ပါသေးတယ်။တိကျတဲ့အဆုံးသက်နဲ့လျှင်မြန်မှုတွေကသူ့ရဲ့အမှတ်အသားဖြစ်ပြီးဥရောပအကောင်းဆုံးတက်စစ်ကစားသမားတွေအနက်ကတူဖြစ်ခဲ့တဲ့ UCVO ဟာကစားသမားဘဝကအနားယူပြီး2014မှာတော့ကွယ်လွန်သွားခဲ့ပါတယ်။ပေါ်တူဂီခံလွင် UCVO ဟာသူ့ရဲ့ကစားသမားဘဝတစ်လျှောက်တရားဝင်တူးရစုစိတ်ပေါင်း18စုအထိပိုင်ဆိုင်နိုင်ခဲ့ပါလေ။နံပါတ်3ကပ်ပူလာပေးဆက်သူတို့ရဲ့နှလုံးသားလို့ကြည်ရတဲ့ဘိုင်ယန်ကတော်မက်မူရာရဲ့ဖခင်ဖြစ်ပါတယ်။ဘွန်ဒက်လီဂါရဲ့ထာဝရအကောင်းဆုံးတက်စစ်မှုဖြစ်တဲ့ကပ်ပူလာဟာဂျာမန်လဲစင်အသင်းကြီးရဲ့အောင်မြင်မှုတွားရလမ်းကြောင်းပါလေအဓိကနေရာကပါဝင်ခဲ့ပါတယ်ကပ်ပူလာဟာကစားသမားဘဝတစ်လျှောက်သွင်းမှုပေါင်း300ကျော်ထိသွင်းပြခဲ့တယ်လို့ဂျာမန်လဲစင်အသင်းကြီးရဲ့မတူညီတဲ့ပြိုင်ပွဲတို့9ပွဲမှာလည်းဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်1980မှာတော့ကပ်ပူလာဟာသူ့ဘဝရဲ့ပထမဆုံးသောဘလုံးတီယောစုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်ဂျာမနီလဲစင်အသင်းကမ္ဘာဘောလုံးစင်မြင့်ထက်မှာရှမ်းတော့အောင်မြင်နေခြင်းဟာကပ်ပူလာပေါင်းနေတဲ့ကာလတွေသာဖြစ်ပြီးရင်းကာလရဲ့အတွင်းကပ်ပူလာဟာကမ္ဘာဖလားဂိုးသွင်းအများဆုံးကစားသမားယူရိုဘွန်ဒက်လီဂါနဲ့ကလပ်စင်ဥရောပဂိုးသွင်းအများဆုံးကစားသမားစုတွေကိုသိမ်းပိုက်နိုင်ခဲ့ပါလေကပ်ပူလာဟာသူ့ရဲ့ကစားသမားဘဝတစ်လျှောက်တိုးချင်းစုစိတ်18စုအထိကိုပိုင်ဆိုင်ထားပါတယ်ညမနေ့ရိုဒရိုနာဇူရီအာနန်တို့သိကြတဲ့ဘရာဇီးတက်ဆင်မူရီထရန်တို့ဟာပြိုင်ဆိုင်မှုအပြင်းထန်ဆုံးကလပ်တွေဖြစ်ကြတဲ့အင်တာမီလန်အေစီမီလန်ဗီယယ်ဘာစီလိုနာတို့အသင်းတွေမှာကစားခဲ့ပေမဲ့ပြိုင်ဘက်အသင်းတွေမှာကစားလို့ဘသူကမှသူ့ကိုတစ္ဆာဖောက်လို့မပြောသလိုဘသူကမှမုန်းပနေတာကပူဇမ်းပါတယ်သူဟာရင်းကလပ်တွေမှာဂိုးသွင်းပြင်စုတွေတူးကြီးစုစစ်တွေအများကြီးရရှိခဲ့ပေမဲ့သူဟာအန်းသစ်စရာကောင်းတော့အောင်ကစားသမားဘဝမှာချန်ပီယံလီဖလားကိုရယူနိုင်ခဲ့ခြင်းမရှိပါဘူးမြန်မာပေးချက်တွေကတော့သူ့ကိုဒိုကြီးတို့သာသိကြပြီးသူ့ရဲ့ကစားသမားဘဝဖတ်တမ်းမှုနဲ့အားကစားသမားပြည်သားရဲ့စိတ်ချက်တွေကလူငယ်ကစားသမားတွေအတူရမယ့်အချက်ဖြစ်ပါလေမြန်မာပေးချက်တွေကတော့သူ့ကိုဒိုကြီးတို့သာသိကြပြီးသူ့ရဲ့ကစားသမားဘဝပြတ်သန်းမှုနဲ့အားကစားသမားပြည်သားရဲ့စိတ်ချက်တွေက
လူငယ်ကစားသမားတွေအတူယူရမယ့်အချက်ဖြစ်ပါတယ်စေကျော်တဲ့ကစားသမားဘွားမှာကလေးကဘလော်ရီယောစုတစ်ချိန်ဖီဘာအကောင်းဆုံးကစားသမားစုနှစ်ချိန်အပြင်ဥရောပဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တဲ့ဒူကြီးဟာဒဏ်ရာကြောင့်ကစားသမားဘွားရန်ရမလို့ဖြစ်ပြီးမှ2002ကမ္ဘာ့ဖလားချန်ပီယံဘရာဇီးနဲ့အတူထိပ်တန်းအဆင့်ကိုပြန်လည်ရောက်ရှိလာသူပါဒိုကြီးဟာဒူးတန်ရအကင်းမတည်သေးတဲ့အနေအထားမှာလည်းဘရိုလီယောစုတစ်ချိန်နဲ့ကမ္ဘာအကောင်းဆုံးကစားသမားစုတစ်ချိန်ထပ်မံရရှိခဲ့သူဖြစ်ပြီးသူဟာကစားသမားဘဝတူရေးစုစိတ်ပေါင်း18ခုထိပိုင်ဆိုင်နိုင်ခဲ့ပါတယ်နံပါတ်1မာကိုဘန်စတန်ကမ္ဘာဘလုံးတစ်ပိုင်းတစ်ချောင်းစီရရိုနဲ့မက်ဆီရိုပြီးရင်တူရေးစုစိတ်အများဆုံးရယူထားသူကဒဏ်ရာကြောင့်ကစားသမားဘဝကနေစောစောစီနားယူသွားခဲ့ရတဲ့ဟော်လန်ကန်တွင်မာကိုဘန်စတန်ဖြစ်ပါတယ်သူနားယူချိန်မှာသူ့ရဲ့အသက်က32နှစ်အရွယ်သားရှိနေပြီမဲ့သူပြသခဲ့တဲ့ခြေစွမ်းနဲ့အောင်မြင်မှုတွေကတော့ယနေ့ထိထိပ်တန်းအဆင့်မှာရှိနေသေးပါဘဘာစတန်ဟာအီဂျက် AC မီလန်အသင်းနဲ့အတူတမိုင်းဝင်စူဖလားတွေတူးကြီးအောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်ဘဘာစတန်ဟာမိခင်ဟော်လန်အသင်းနဲ့အောင်မြင်မှုကြီးကြီးမားမားမရခဲ့ပေမဲ့ကလပ်အဆင့်မှာစွမ်းဆောင်ပြခဲ့တဲ့သူ့ရဲ့စွမ်းရည်ကြောင့်ဘလိုဒီယိုစု3ချိန်ကမ္ဘာအကောင်းဆုံးကစားသမားစုတစ်ချိန်ကမ္ဘာဖလားဂိုးသွင်းအများဆုံးကစားသမားကလပ်အဆင့်ဥရောပဂိုးသွင်းပြည်စုပါဝင်တူးချင်းစုစိတ်ပေါင်း20အထိရရှိထားပါတယ်ယခုမျှဝေပေးထားကတော့မက်ဆီနဲ့ရိုရိုပြီးရင်တူးချင်းစုစိတ်အများဆုံးရရှိတဲ့ကစားသမားများဆိုတဲ့အကြောင်းအရာလေးပါယနေ့ထိတူးချင်းစုစိတ်အများဆုံးကစားသမားကတော့အာဂျင်တိုင်းကန်တွင်လီယိုနယ်မက်ဆီပြီးသူဟာတရားဝင်တူးချင်းစုစိတ်ပေါင်း53ခုအထိကိုရရှိထားပါတယ်ဒုတိယနေရာမှာတော့ပေါ်တူဂီကန်တွင်တိုက်စစ်မှုရိုရိုကတူးချင်းစုစိတ်ပေါင်း34စုနဲ့ရက်တီလေးရရှိပါတယ်အဆုံးထိနားထောင်ပေးခဲ့လို့အားလုံးကိုကျေးဇူးပါဗျ